အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ဧပြီလ26ရက်နေ့2026ခုနှစ်ဖြစ်ပါတယ်လက်ရှိမှာဆိုရှင်တော့မြန်မာနိုင်ငံလုံးမှာမန္တလေးမှာဆွဲတဲ့လွန်ဆွဲပွဲတဘိုးတွေနဲ့နေရာတော်တော်များများမိုးတွေရွာသွန်းနေပြီဖြစ်ပါတယ်မိထီလာမှာဆိုလဲမိုးတက်လေတင်းတွေတိုက်တယ်မိုးကုတ်ဘက်တွေတခြားချက်ဒီနယ်ဘက်တွေလည်းမိုးတွေရွာပါတယ်မန္တလေးမှာလည်းမိုးတွေဒီနေ့ပါရွာချလာတယ်ဒါပေမဲ့ရှင်တခြားတော်တော်များများပဲကိုးဘက်တွေပသိမ်ဘက်တွေတော့မိုးတွေရွာတယ်လို့ပြောကြပါတယ်လွန်ဆွဲပွဲကြီးကရန်ကုန်မှာထိလာပါတယ်ဘာလို့ဆိုတော့ဒါရိုးရလွန်ဆွဲပွဲပေါ့နော်ရှေးုံရိုးရလုံဆက်ပွဲကဘယ်လိုမှတကြအပေါ်တရက်ထက်ချလိုက်ရတယ်လို့ပါပဲဒီလုံဆက်ပွဲယူကြီးအရန်ကိုမှလည်းပြောဖို့ကောင်းပါတယ်လုံဆက်ပွဲကျေးဇူးနဲ့တော်တော်များများမှလည်းမိုးရတယ်ဘန်ကောက်မှာတော့မိုးရတယ်တော့သတင်းတွေရသိရပါတယ်ဗောနော်ကျွန်တော်လည်းဒီလုံဆက်ပွဲကိုကြည့်ပြီးသဘောကျတယ်ဘာလို့သဘောကျလဲဆိုတော့လေဘယ်လိုလဲမတကြံပြီးသွားတယ်ကွာတကြံပြီးသွားပြီးတစ်ပတ်လောက်ကြာမှလုံဆက်ပွဲကျင်းပတဲ့အချိန်မှာနောက်တကြံတရက်ထက်ချလိုက်ရတယ်လို့ပဲသိလဲမလားကြောက်ရွှင်မိုးတော်တော်ကောင်းပါတယ်မိုးတွေတကယ်လဲမိုးရတယ်ရွှာတာလေနော်တကယ်လဲမိုးရတယ်ဆိုတော့ဒါအချိုးရှိတယ်လို့ပြောမှာပေါ့လုံဆက်ပွဲမှာဆိုရှင်ဒါမန္တလေးရဲ့ရောက်ပြင်မှာလာမသိကျင်းပတာပြီးတော့တို့ဒါမိန်းကလေးနဲ့ဒါလေးအတင်းဆွဲကြမိသက်ပိုက်နေတဲ့ရေချိုးရေနဲ့ထိုးအမှရေဟုတ်စားဖြစ်ရန်ကိုမှတော်တော်လေးကိုဟုတ်စားဖြစ်ပါတယ်အဲ့မှာလုံဆက်ပွဲမှာမိုးရွာနေတဲ့အချိန်မှာပါပဲတချို့နေရာတွေမှာတော့လေစင်နှမောင်းကြီးတွေပါတိုက်တဲ့အခြေအနေလေးလည်းရှိရပါတော့တချို့နေနေလေးမှာတော့မိုးဒီလိုတယ်မှာမိုးပေါက်လို့တယ်မှာမိုးသီးချွေကြတာဆိုတဲ့သတင်းလေးလည်းရှိတယ်နောက်ပြီးတော့ဗမာလဲဆိုတော့ဒီပေါ့နော်ဥစားပေါ့ဓနုလူဘက်ပေါ့ဓနုလူဘက်မှာဒီဆိုင်ငန်းတွဲနေရလားပေါ့နော်မီးလောင်ပြီးပျက်စီးသွားတယ်လို့မီးလောင်လို့ပေါ့နော်ပျက်စီးသွားတယ်ဆိုအဲ့သတင်းလေးတစ်ခုလည်းရှိပါတယ်ဒီရဲ့ပိုင်းလေးတွင်မှာပဲနောက်တစ်ခုကကြတော့ဗာလဲဆိုတော့ဒီလိုင်းသားဘက်မှာလည်းအဲ့တိုင်းပဲမီးလောင်ပြီးဆိုင်ငန်းတွေတက်စီးသွားတယ်ဆိုတဲ့သတင်းလေးရှိတယ်နောက်တစ်ခုကတော့ခုနကဒီပေါ့ဟိုဗီဒီယိုလေးပေါ့ဒီဗီဒီယိုလေးကတော့ဒါတော့ဦးစင်းလမ်းလျှောက်နေတဲ့ဟာမှာတက္ကမတွေကပေါ့နော်ခလေမှာခံပြီးတော့ကြည့်ရမြင်ရတာတော့တမျိုးလေးပေါ့နော်မြင်ရတာတော့မြင်မသိတော့ဘူးပေါ့ဒါပေမဲ့လည်းဒါသူတို့ဘာယူဆနေတော့မသိဘူးပေါ့နော်ဖုန်းကညင်စီခြင်းလို့လားစီးပွားလာပါပွင့်လန်းစီခြင်းလို့လားဘာလားညာလားပေါ့နော်ဒီလိုအကြောင်းပြချက်လေးနဲ့ရှိမှာပေါ့ဦးစင်းကလမ်းလျှောက်တယ်ဒုံလဘဦးစင်းတို့ပြောတတ်ကြတယ်ဦးစင်းတွေကလမ်းလျှောက်တယ်ဓမ္မတွေကဝင်ရလေးမှပေးတယ်ဦးစင်းတွေရတာလေးကိုနင်းနေပြီးသွားကြပါတော့ဒီခလေးလေးတွေကိုနင်းတဲ့ဟာလေးလည်းတွေ့ပါတယ်ခလေးလေးကိုနင်းကြော်ရတာပေါ့နော်ဒါကတော့ခလေးတွေအတွက်ကျမ်းမာစေဖို့ခလေးတွေမွေးငယ်သားခလေးတွေကိုနင်းဦးစင်းတွေကကြော်ပြီးတာကြတော့ဖုန်ကြီးစေဖို့တော့နော်ဒီတက္ကမတွေကိုကြော်တာတော့ဘာဖြစ်စေတယ်လို့လည်းတော့မသိဘူးပေါ့နော်ဗီဒီယိုလေးတွေအဲ့လိုဗီဒီယိုလေးရှိပါတယ်နောက်ပြီးတော့ဘာရှိသေးလဲဆိုတော့ဘာမှတော့မေးရတာမရှိပါဘူးဒီလိုပေါ့လိုင်းမှာတော့ဒီဟိုတင်းကျွန်တော်လည်းသူများအတင်းနေရင်မတုတ်တတ်ဘူးဆိုတော့ပြောရတာခက်ပါတယ်။အော်နောက်တစ်သတင်းတစ်ခုကတော့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ပေါ့နော်ဒေါ်နယ်ထရမ့်ဒီနေ့မှာပဲဟိုလုတ်ကြံခံရတာပေါ့နော်သူလုတ်ကြံတာမအောင်မြင်သွားပါဘူးသူလုတ်ကြံတာအကြောင်းဆရာလို့လည်းသိရပါတယ်အဲ့ဒီကတနက်6လက်လောက်9လက်လောက်ပါလာပြီပေါ့နော်အဲ့ဒီအချိန်မှာဒီအမေရိကန်သမ္မတကြီးကသူကဒီသတင်းသမားတွေနဲ့ညစာစားပွဲကျင်းပနေပါတော့သူရဲ့ဒါအင်ဂျီယိုထဲမှာကျင်းပနေတဲ့အချိန်မှာတနက်သမားဒုံတနက်6ချက်လောက်လည်းကြာဗီဒီယိုသမားကြီးကိုကဲပြီးသွားကြပါတော့နောက်မှပြီးတော့အဲ့ဒီကိုဖမ်းပြီးဘာဖြစ်လို့မင်းအဲ့လိုလုပ်တာလဲဆိုတော့ခုစစ်မေးတုံးပဲရှိပါသေးတယ်အမေရိကန်သမားကြီးကဒါနဲ့ဆိုချင်းတုတ်ကြံခိုင်းတာ3ချိန်လောက်ရှိပြီလေနော်အခုဒီကာလမှာတော့အမေရိကန်အီရန်စစ်ပွဲလည်းဖြစ်နေတာဆိုတော့လူတော်များများကတော့လူတော်များများဆိုတော့ဟိုဘက်ကမွတ်စလင်တိုင်းကလူတွေကတော့အမေရိကန်သမ္မတကြီးကိုသိသိချင်းတော့ဒါပေမဲ့လည်းဒီဘက်ကလူတွေကပြောကြတာဒါကဖျားသခင်ဖန်ဆင်းပေးတဲ့ခေါင်းဆောင်တောင်းနဲ့မင်းတို့တက်တိုင်းသိမှလားဆိုပြီးတော့ပြန်ပြီးတော့မေးဖို့ထုတ်ထားပါတယ်ဟုတ်ကဲ့ပါသတင်းတွေအများကြီးတွေမှာဒီလောက်သတင်းလေးပဲပြောပြနိုင်တဲ့အတွက်တော့စိတ်မကောင်းပါဘူးမိတ်ဆွေတွေအတွင်းနေရှိလို့ရှိရင်ကွန်မန့်မှာဆွေးနွေးခုံသွားကြပါဦးဆုံးဖြတ်လိုက်ပါရှုပ်ပြီးတော့အထူးပဲကျေးဇူးတင်ပါတယ်